ဘာကြီးတော့ဟာညမမေးဆိုပြီးရှေ့ကတိုင်နေလည်းမမြင်တော့ပါဘူးဘာလားလောက်တာတော့စောင်းမြန်ဆင်းလာ ਈ လားမိုက်တော့ကိုကြီးခင်ဗျာအငိမ့်ကောင်မကနေတယ်မင်းသမီးကဘယ်သူလဲတဲ့ဩဃာတိတဲ့ဘယ်ဩဘာတိရမှာတော့ဩဘာဇန်နဲ့ဩဃာတကာယကံဝစီကံမနောကံမဖယားဩဘာဇန် ဩဘာဆန်ပြောလိုက်ပါဟုတ်ကဲ့ဘာပြောမှာပါလေအထူးအမြတ်ဧည့်သည်တယောက်ကတွေးချင်ပါတယ်လို့ဟုတ်ကဲ့ခဏလောက်စကားပြောချင်လို့ခွန်ပေးပါလို့ပြောပြပါဟုတ်ကဲ့ဗျာခင်ဗျာမူးလာတာမဟုတ်တော့လေကျုပ်ကပြောပြရမှာပေါ့အမှုသမားမှမဟုတ်တာပဲကျွန်တော်ဘောဆွဲတင်လူတော့ဆွဲတင်နေပါလေကျုပ်သွားဝိတ်ကတော့မနိုင်တော့ဘူးထင်တာပဲခင်ဗျာလေဗျာမျက်မှတ်မိန်ဆိုပြီးလူဘူးကြီးအမဩဘာဆန်းနဲ့တွေ့ကျင်လို့အမနဲ့အသီးလားမသိဘူးအမဟိုပြောင်းမှုတွေပါတွေအော်ဒါမထားရှိလားမရှိပါဘူးမနဲ့ပြောင်းမှုအော်ဒါမှာတော့ငိတ်ကနေမှာဆိုဟုတ်လားဒီအမနဲ့တွေ့ကျင်လို့ချိန်ဆွဲနေတယ်ဘောင်းမင်းတို့ဝက်တာတော်တော်အေးနေပြီဘောင်းမရလေဒီမှာအမှုသမားနဲ့မတွေ့ပြနေမှုခုချင်းအမှုသမားပေါ်တဲ့အချိန်မတွေ့ဘူးလို့ပြောလိုက်သွားဘယ်သူမှလည်းမသိပဲနဲ့အမှုသမားတော့မဟုတ်ဘူးဘယ်သူတော့မသိဘူးအရှိကရောက်လာပဲအထူးမြတ်တဲ့အထူးအမြတ်အထူးမြတ်ဥတက်ခေါ်မှရှိမှာဗောသူဆယ်ထဲမှာလှေထိုးနေတဲ့ကောင်လို့ပြောတာလှေထိုးသားပါအထူးမြတ်နဲ့ဥတက်ခေါ်ရမယ်ပြောလိုက်ပြန်လို့မအားဘူးလို့အငိတ်ကနေတယ်လို့ဘယ်နဲ့တော့ကိုကြီးအားဒါခင်ဗျာဝမ်းသာလိုက်တော့ဗျာမတွေ့ချင်ဘူးတဲ့ကနေညဩဘာဆန်းထဲမှာစကားပြောခွင့်မရဘူးဆိုရင်ဘာဖြစ်လဲခင်ဗျားတို့အငိတ်ကမရအောင်ကျုပ်နှောက်ရှက်မှာလို့အဲ့တော့အငိတ်မကပဲနဲ့တညပြီးသွားခြင်းလားကောင်းကောင်းမွန်မွန်ကခြင်းလားကောင်းကောင်းမွန်မွန်ကခြင်းကျုပ်နဲ့စကားတွေ့ပြောပါလို့ပြောလိုက်ပါပြီအမအငိတ်ကောင်းကောင်းမွန်မွန်ကခြင်းလားတဲ့အငိတ်ကောင်းကောင်းမွန်မွန်ကခြင်းလို့ရှိရင်လားတွေတဲ့လားမတွေ့ရင်အငိတ်ကမရအောင်ဖြက်လို့ဖြက်စီလုံးပါတယ်ဗျာဟဲ့ဟုတ်လားခတ်တော့ခတ်နေပြီအဲ့လိုတွေ့တယ်အဲ့လိုကလူမအားနာစရာကောင်းတယ်နော်ဘယ်သူမှလည်းမသိဘူးဒုက္ခပဲညင်ရလဲကရအောင်ပါလေတွေ့လိုက်ပါမောင်လေးတို့ထက်ကမရနေလိမ့်မယ်နော်ကလိုက်တွေ့လိုက်ဒီလူလားဒီလူဟုတ်တော့မင်းသမီးကိုစကားလည်းပြောချင်တယ်တွေ့ချင်တယ်ပဲကြောရင်ပေးထားပြီးတော့ဖန်တီးတယ်ကျင်လို့ရှိမှာပေါ့ဘယ်သူနော်ဘာကိစ္စရှိလို့လဲကျမမအောင်ရှင်ညိတ်ကနေတာတကယ်ပဲရှာဟုတ်တော့ဟောရချင်းလာပါပြီကြိုက်လာပါပြီဆိုတော့ငါရဲ့အတန်ကိုတော့မမမိလောက်အောင်ဖြစ်ရပြီလားထောဩဘာဆန်ဝယူပြန်နေတာဝယူပြန်ဘယ်နဲ့ဝယူပြန်ရှက်ဘယ်သူမောတော့မင်းနဲ့ကိုနဲ့ဟိုးလွန်ခဲ့တဲ့အနှစ်တသိန်းကျော်ကိုမင်းပြန်စဉ်းစားကြည့်လိုက်ဘယ်လိုအနှစ်တသိန်းကျော်တော့ဆရာတို့ကိုဘယ်မှန်းသိမှာမဟုတ်ဘူးမင်းတို့မွေးပြီလားမင်းတို့ကိုဘယ်ဒီမှန်းသိမှာမဟုတ်ဘူးဟာမသိဘူးဘောင်းမိတူရင်းနဲ့အဲ့ဒီချိန်တုန်းကမင်းနဲ့ကိုနဲ့ဟာသမီးစားလည်းမကလင်မယားလည်းမကြဘာမှလည်းမဖြစ်ခဲ့ကြဘူးကွာဝမ်းသာစရာပဲဘာမှမဖြစ်တာလားပြောနေသေးတယ်နေအောင်ပါရောင်စုံလိုက်ကကြားမှာကြီးပါသေးပြောပါသေးဆိုတဲ့လူရှင်တော်တွေနဲ့တွဲကပြီးဒီရောင်အောက်မှာတာယာနေတဲ့ဒေါ်ဩဘာဆန်းငါတို့တောင်ပါလာတယ်ဘသူလဲမြန်ပြောဘာတွေပြောနေမှမသိဘူးဘေးမှာရောက်နေတာဘသူလဲဆိုတာခမတစ်ချက်လောက်လှည့်ကြည့်လိုက်စမ်းပါဦးဒေါ်ဩဘာဆန်းမကားနေတွက်လိုက်တဲ့လက်ကောတကယ်ရိုက်ပြေးတာဖြောင်းတယ်ဝင်းကြုံရလားတော့အခုမှတမောင်မောင်တနောင်နောင်နဲ့အချင်းမောင်းနေလာရောက်မနေတော့ဩဘာဆန်းမောင်ဘာဖြစ်လို့အငိတ်ကောင်ကိုဒီလိုက်လာရတာလဲမောင်ရဲ့ဒီမှာဩဘာဆန်းကလေကြောင်တကားရွှေမြို့တော်ကြီးမှာအငိတ်ကနေတာချစ်သူမရှိပါဘူးရီးစားမရှိပါဘူးလေးမရှိပါဘူးဆိုပြီးတော့ဩဘာဆန်းကပြိတ္တကိုညညပြီးတော့ကနေတာမောင်ရဲ့တော်ဆန်းမှာတော်ဩဘာဆန်းရတော်ဆန်းမှာတော်ဩဘာဆန်းမင်းကိုအချစ်ကြီးချစ်မိခဲ့တယ်ငါရဲ့အမတကယ်တော့ကိုဟာတထေးသားသိချမ်းသာကြွယ်ပါတဲ့လူကုန်တန်တိုင်းဝိုင်းကမွေးဖွားလာတဲ့ရွှေဝါမြတ်တဲ့တထေးသားသိပါတယ်မောင်ရဲ့ဒီလောက်ချမ်းသာလှပါတယ်ဆိုတဲ့ဂုံတရက်တွေကိုစွန့်ခွာပြီးမင်းတို့အငိမ့်မင်းသမီးကိုချစ်မိခဲ့တာငါမသွားသလားတော့ဩဘာဆန်းငါမသွားသလားမောင်မမားပါဘူးမားတာဩဘာဆန်းပါမောင်ရဲ့မောင်လိုမျိုး
ဂုံတန်နာရီကြီးတဲ့တထေးသားကြီးကိုအော်ပါဆန်းလို့အငိမ့်တမလေးကချစ်ခဲ့မိတာကိုလားမှားတာပါမောင်ရဲ့မောင်တို့လိုအတိုင်းဝိုင်းကြတဲ့မှာမဝင်ဆန့်လို့မလို့အငိမ့်တမလေးဆိုပြီးတော့မောင်တို့အတိုင်းဝိုင်းကဟိုလူကလက်ညှိုးထိုးဒီလူကလက်ညှိုးထိုးမလို့အော်ပါဆန်းနောက်ဆုတ်ပြီးတော့ဒီခဲ့ရတာပါပြောနေမင်းကိုမောင်ပြောခဲ့မောင်နဲ့အတူအိမ်တော်တစ်ခုပြုတ်တော့မယ်ဆိုရင်ဒီအနုပညာအလုပ်ကိုမလုပ်ပါနဲ့ဒီအနုပညာအလုပ်ကိုမလုပ်ပါနဲ့လို့ပြောတယ်။မင်းကအနုပညာကိုမစွန့်လွတ်နိုင်ပဲမောင်ကိုစွန့်လွတ်ခဲ့တာမင်းမောင်ကိုစွန့်လွတ်ခဲ့တာပါတော့မဆိုင်ဟမ်မဟုတ်ပါဘူးမောင်ရဲ့မင်းလိုမင်းသမီးကဟမ်ပြီးတော့အောက်မှာဝင်လူပြက်တွေနဲ့တွဲဖဲဝိုင်းတဝိုင်းမှာထိုင်းနေတဲ့ဖဲဝိုင်းတဝိုင်းနဲ့ကဆဲလေတိုးလို့ဟိုလူကကောက်ခွာလိုက်ဒီလူကကောက်ခွာလိုက်နဲ့နောက်တော့ဖဲဘူးမငါစီမလာဘူးမောင်စကားကြီးအရန်လွန်လာပြီနော်မောင်အစတော့ကကြတော့လေဩဘာဆိုင်ရဲ့အငိမ့်ပွဲလေးကိုလာအားပေးခြင်းနဲ့အငိမ့်သမားလေးကိုလို့အမျက်နှိုးနဲ့ချိတ်ရပါတယ်ဆိုပြီးတော့မောင်ရဲ့နှုတ်သားကပြောခဲ့တာအဲ့ဒီအငိမ့်သမားလေးကိုမှချစ်ပါတယ်တွေ့တာပါတယ်ဆိုပြီးတော့မောင်ချစ်ရေးဆိုပြီးမှဩဘာဆန်းကိုအငိမ့်မကရဘူးလေလားဟုတ်တယ်မင်းကိုချစ်လို့လို့ကိုမိဘအတိုင်းဝိုင်းနေဆုံးဖာရဲနဲ့မင်းကိုအတိုင်းဝိုင်းနေဆုံးပြီးမင်းကိုချစ်ခဲ့အဲ့တော့ချစ်မိခဲ့တော့ဘာဖြစ်အချစ်ဆိုတာပူလောင်နဲ့မီးတောင်ငယ်တစ်ခုဆိုတာငါသိလိုက်ရဘသူမပြုတ်မိမိမှုစဉ်းစားကြည့်ပါအခုမြစ်တာဟာအေးမြတဲ့စမ်းကြောင်းငယ်တစ်ခုပါတော့ပါလိုက်လေဗျာ928တက်ပုံရဟော်ရီငူပွဲတွေစွရတာမောင်ရဲ့ဟာတန်ရောစီဆိုတာနှလုံးသားရဲ့ပြင်းဖြားခံရရေတောက်ကြီးတခုနှစ်ယောက်လုံးတချင်းဆုံးပါဆိုလဲပြီးအောင်ဆိုကြလေဒီမဲ့မောင်ပါဆန်းမောင်မင်းပေါ်မှာတတိလဲလာလို့မောင်ချိုးစားမိဘတိုင်းဝိုင်းနေစွန့်ပစ်ခြင်းခံကိုထမ်းတန်ကိုခံခဲ့ပြီးလောကရန်အန်တုပြီးတော့ခုချိန်မှာဒုတိယမိကိုတိုင်စီးပွားရေးနဲ့ထူထောင်နိုင်တဲ့တထင်းကြီးဖြစ်ပြီမလို့မင်းကိုမောင်လားခေါ်တာဟုတ်ပါဆန်ကိုလားခေါ်တာအဲ့တော့မင်းကိုမောင်ပြောမယ်မောင်နဲ့ဒီတစ်ခါတော့တပါးနဲ့လိုက်ခဲ့ပါဟာဒီမင်းချစ်လာပါပြီတဲ့မျက်နှိုးလာပါပြီတဲ့အနုပညာကိုစွန့်ခွာခဲ့မယ်ဆိုရင်မောင်ကတော့မင်းကို welcome အများနဲ့ကြိုးစုံနေမှာပါတော့ဩပါဆန်းမောင်ရဲ့မောင်စကားတွေကလည်းလေဩပါဆန်းကိုလာခေါ်တာဆိုတော့ပျော်လိုက်ရတာမောင်ရဲ့ဒါပေမဲ့အခုတပါးနဲ့လိုက်ခဲ့ဖို့ဆိုတော့မဖြစ်ဘူးလေမောင်ရဲ့ဒီမဲ့မောင်ဩပါဆန်းတိတ်ချစ်တာမောင်သိပါတယ်မောင်ရဲ့ဒီမှာရီကျင်ပါလာဖတ်မောရှင်ဘက်နောက်ကကျော်တဲ့ဩပါဆန်းရဲ့မလိုက်မောင်တော့လိုက်မလားအနုပညာကိုစွန့်ခွာမလားအနုပညာဆက်လို့မလားမောင်ကိုစွန့်ခွာမလားဆိုတာပြောလိုက်တော့ဩပါဆန်းမောင်အနုပညာရေးစတဲ့မပြောပါနဲ့မောင်ရဲ့မောင်ကိုလည်းမစွန့်ခွာနိုင်တယ်လို့အနုပညာကိုလည်းဩပါဆန်းချစ်တယ်မောင်ရဲ့လေးနဲ့တစ်ဖက်နင်းကျင်တယ်မဟုတ်ရပါဘူးမောင်ရဲ့မဟုတ်ရပါဘူးဟုတ်ပြီအဲ့တော့မင်းဘက်ကအပြေထွက်မလာတော့လေမောင်ဘက်ကပြောလိုက်ချင်တာကအနုပညာမှဆက်လုပ်မယ်ဆိုရင်တော့မောင်စီမလာခဲ့တော့နဲ့ဩပါဆန်းမောင်ဩပါဆန်းရှင်းပြတော့ခဏလောက်နားတော့ဩပါဆန်းလေမောင်ကိုချစ်တယ်အငိတ်ကပြီးမောင်စီလာခဲ့မယ်လीနော်တော့ပါဆန်းတတ်တာပါတော့ပါဆန်းအခုလိုက်လို့မရဘူးမောင်ရဲ့အလူတွေကအလူပါနဲ့ပြိတ္တတွေအားနာစရာကောင်းတာအဲ့တော့အငိတ်ဆက်ကမှာဆိုရင်တော့မင်းပျော်တဲ့မင်းချစ်တဲ့အငိတ်မှာပျော်ကြီးကြိုက်တော့မောင်မတားနဲ့မောင်သွားပြီအဲ့မပြောပါနဲ့မောင်ပြောလာခဲ့ပါမောင်စိတ်ကနေမောင်
တုံလေး ပြ တော့ ရပဲတွေးရတွေးလို့ရှိဖို့စီအခုဒီကြတော့ပြောရမှာကွယ်မင်းရဲ့တဲ့တော်ချာအမုန်းနာနဲ့ခွဲယူပြီးဝေးဝေးလို့သူရှောက်ပဲတွေးနေလို့ရှောက်လဲလဲဘယ်စီဘယ်ဘုံမနေပဲအသေးကျွန်းနေပြီးထမ်းပြလာခဲ့ပါOh, sing Yes, I like that mountain. သူကပြန်လာမှာမဟုတ်တော့ဘူး Me and your let you go, ma. This summer, boy, you are to me, me. Me, give me. Did I really can't be your man? We don't need you. Me, they should not be the Allah. He are the non of Benjamin. Bessie, where money, man. They tell me, we can. Young boy. Baby, let you go, ma. This summer, boy, you are to me, me, me. The island can't be your, but we don't need you. Me, they should not be the other. He had another of Benjamin. They see where we're moving, but they do it.